အင်္ဂလန်ကတော့ကွန်ဂိုကို2-1နဲ့အနိုင်ယူပြီးနောက်တစ်ဆင့်ကိုတက်သွားခဲ့ပါတယ်။ရလဒ်အရတော့အောင်ပွဲတစ်ပွဲပါပဲ။ဒါပေမဲ့ဒီပွဲကအင်္ဂလန်အသင်းရဲ့အားသာချက်နဲ့အားနည်းချက်တွေကိုတပြိုင်တည်းပြသခဲ့တဲ့ပွဲလည်းဖြစ်ပါတယ်။ပထမဆုံးအားသာချက်ကိုပြောရမယ်ဆိုရင်အင်္ဂလန်ရဲ့တိုက်စစ်ပိုင်းကအခွင့်အရေးဖန်တီးနိုင်စွမ်းကတကယ်ကောင်းပါတယ်။တောင်ပံကနေထိုးဖောက်မှုတွေအလယ်တန်းကနေဘောလုံးကိုမြန်မြန်ရွှေ့တဲ့ပုံစံတွေကကွန်ဂိုနောက်တန်းကိုဖိအားအများကြီးပေးနိုင်ခဲ့ပါတယ်။ဂိုးသွင်းခွင့်တွေလည်းများများရခဲ့တာကအပြုသဘောဆောင်တဲ့ချက်ပါ။ဒါပေမဲ့အကြီးမားဆုံးပြဿနာကတော့ခံစစ်ပိုင်းပါကွန်ဂိုလိုအသင်းမျိုးတောင်အင်္ဂလန်ကိုတံပြန်တိုက်စစ်နဲ့ဒုက္ခပေးနိုင်ခဲ့တယ်ဆိုရင်နောက်အဆင့်မှာတွေ့ရမယ့်အသင်းကြီးတွေကိုရင်ဆိုင်ရတဲ့အခါပိုပြီးအခက်တွေ့နိုင်ပါတယ်။နောက်တန်းရဲ့ positioning နဲ့ communication ကတချို့အချိန်တွေမှာမညီညွတ်သေးတာတွေ့ရပါတယ်။အလယ်တန်းမှာလည်းဘောလုံးပိုင်ဆိုင်မှုကောင်းပေမဲ့ဖိအားများလာတဲ့အချိန် ball control ပြတ်သွားတာတွေရှိခဲ့ပါတယ်။အဲ့ဒီလိုမှားလေးတွေကknockout stage မှာတလုံးလဲသောဂိုးနဲ့အနိုင်ရှုံးဆုံးဖြတ်နိုင်တဲ့အထိအရေးကြီးပါတယ်။နောက်တစ်ချက်ကတော့အင်္ဂလန်အသင်းရဲ့စိတ်သက်ပိုင်းမှာကွန်ဂိုတို့ဂိုးသွင်းပြီးဖိအားပေးလာတဲ့အချိန်မှာဖမ်းလိုက်မဖြစ်ပဲပွဲကိုပြန်ထိန်းနိုင်ခဲ့တာကချီးကျူးစရာပါဒီလိုအတွေ့အကြုံတွေကနောက်အဆင့်တွေအတွက်ယုံကြည်မှုတိုးစေမှာတေချာပါတယ်။ဒါပေမဲ့အခုကစပြီးအမှားအသေးလေးတွေကိုတောင်ခွင့်လွှတ်ပေးမဲ့ပြိုင်ဘက်မျိုးမဟုတ်တော့ပါဘူး။တိုက်စစ်ကအခွင့်အရေးတွေကိုပိုပြီးအသုံးချနိုင်ရမယ်ခံစစ်ကလည်းတည်ငြိမ်ဖို့လိုပါတယ်။အင်္ဂလန်အသင်းရဲ့ဖလားရနိုင်ခြေကတော့ရှိနေသေးပါစကာဒပ်ကောင်းတဲ့တူးချင်းအရေးသွေးကလည်းကမ္ဘာအဆင့်ရှိပါတယ်ဒါပေမဲ့ချန်ပီယံဖြစ်ချင်တယ်ဆိုရင်ကွန်ဂိုနဲ့ပွဲမှာမြင်ခဲ့ရတဲ့ခံစစ်အမားတွေနဲ့အာယုံစူးစိုက်မှုရောတဲ့အချိန်တွေကိုအမြန်ဆုံးပြင်ဆင်ဖို့မဖြစ်မနေလိုအပ်ပါတယ်အနှစ်ချုပ်ပြောရရင်ကွန်ဂိုကိုနိုင်ခဲ့တာကအင်္ဂလန်အတွက်ယုံကြည်မှုရစေတဲ့အောင်ပွဲတစ်ပွဲဖြစ်ပေမဲ့ချန်ပီယံဖြစ်ဖို့လိုအပ်တဲ့စွမ်းဆောင်ရည်ကိုတော့ပြသနိုင်သေးတယ်လို့မဆိုနိုင်ပါဘူးနောက်တစ်ဆင့်မှာသူတို့ရဲ့တကယ့်အရေးသွေးကိုသက်သေပြရမယ့်အချိန်ရောက်လာပြီဖြစ်ပါတယ်